ကျွန်တော်တို့အားလုံးဟာပျော်ရွှင်မှုကိုရှာဖွေရင်းနဲ့ပဲဘဝကိုကုံဆုံးနေကြတာပါဒါပေမဲ့ငါဘယ်တော့မှမပျော်နိုင်တော့ဘူးလားလို့ကိုမေးဘူးသလားသိပ္ပံပညာရှင်တွေရဲ့အဆိုအရပျော်ရွှင်မှုဆိုတာကံကောင်းမှရတာမဟုတ်ပဲကိုယ်တိုင်ဖန်တီးယူလို့ရတဲ့အရာတစ်ခုဖြစ်နေတယ်ဆိုရင်ရောခင်ဗျာယုံကြည်နိုင်မလားကျွန်တော်တို့ပျော်ရွှင်မှုကိုအဓိကအဖြစ်အမျိုးအစားနှမျိုးခွဲခြားနိုင်တယ်ဗျ။တဘာဝအလျောက်ရရှိတဲ့ပျော်ရွှင်မှု natural happiness နဲ့ဖန်တီးယူတဲ့ပျော်ရွှင်မှု synthetic happiness ဆိုပြီးတော့ပါဗျ။တဘာဝအလျောက်ရရှိတဲ့ပျော်ရွှင်မှု natural happiness ဆိုတာကကျွန်တော်တို့မျှော်လင့်ထားတဲ့အရာတွေဖြစ်လာတဲ့အခါရတဲ့ပျော်ရွှင်မှုမျိုးပေါ့။ဥပမာဗျာယာတုတတတို့လာစာတိုးတာတို့ဒါမှမဟုတ်ကိုချစ်တဲ့သူနဲ့လက်ထပ်ရတာမျိုးကိုဆိုလိုပြီးဖန်တီးယူတဲ့ပျော်ရွှင်မှု synthetic happiness ဆိုတာကတော့ပိုစိတ်ဝင်စားဖို့ကောင်းတယ်ဗျာအခြေအနေတွေကကိုဖြစ်ချင်တယ်လို့ဖြစ်မလာတဲ့တိုင်အောင်မိမိရဲ့အတွေးအမြင်နဲ့ကိုးစားအားထုတ်မှုကြောင့်ရရှိလာတဲ့ပျော်ရွှင်မှုမျိုးပဲ Harvard ဒေသနာရီဆိုရဒီပျော်ရွှင်မှုမျိုးလုံးဟာအရေးသွေးတူကြပဲလို့ဆိုတယ်ခေါင်းရှုပ်သွားရင်အကြမ်းပြင်းပဲမှာထားဗျာပျော်ရွှင်မှုမှာနှမျိုးပဲရှိတယ်တဘာဝအလျောက်ပျော်ရွှင်မှုရဲ့ကိုယ်တိုင်ဖန်တီးယူရတဲ့ပျော်ရွှင်မှုရဲ့ဆိုပြီးတော့ပေါ့ဒါဆိုလုံလောက်ပြီဆက်သွားရအောင်ဗျာသိပ္ပံနေကြနီလာငါချင်းဒါဆိုရင်ပျော်ရွှင်မှုကိုမြင့်တင်ဖို့လက်တွေ့ကြဘာတွေလုပ်နိုင်မလဲဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့သိပ္ပံနေကြရှင်းပြထားတဲ့အချက်၅ချက်ကိုကျွန်တော်ပြောပါမယ်မနက်ခင်းနေရောင်ခြည် light exposure မနက်ခင်းအိပ်ရာထားခြင်းပဲနေရောင်ခြည်ခတ်နွေးနွေးနဲ့ထိတွေ့ပေးပါဒါကခမားရဲ့ဦးနှောက်ထဲက serotonin လို့ခေါ်တဲ့ပျော်ရွှင်မှုဟော်မုန်းကိုထွက်ရှိစေပါတယ်15မိနစ်လောက်လမ်းလျှောက်တာဖြစ်ဒါမှမဟုတ်ပြတင်းပေါက်ဖွင့်ထားရုံနဲ့တင်ခမားရဲ့တမနေတာစိတ်အခြေအနေကတီတီတာတာပြောင်းလဲသွားမှာဖြစ်ပါတယ်ကျေးဇူးတင်တတ်တဲ့အလေးချင်း gratitude ညအိခါနီတိုင်းဒီနေ့ဖြစ်ပျက်ခဲ့တဲ့အရာတွေထဲကကျေးဇူးတင်စရာ3ခုကိုခြားရေးကြည့်ပါကော်ဖီကအရသာရှိလိုက်တာဆိုတာမျိုးကအစားခမားရဲ့သူငယ်ချင်းတယောက်ကဖုံးဆက်အားပေးတာတွေအထိပေါ့ဒါဟာခမားရဲ့ဦးနောက်ကိုအကောင်းမြင်စိတ်ရှိအောင် rewire လုပ်ပေးလိုက်တဲ့သဘောပါပဲအခုလက်ရှိမှာနေထိုင်ပါ focus and meditation Harvard University ရဲ့လေ့လာမှုတစ်ခုအရာကျွန်တော်တို့ဟာအချိန်ရဲ့40%ရာခိုင်နှုန်းမှာတခြားအရာတွေကိုတွေးတောနေတတ်ကြပါလေကျွန်တော်တို့ရဲ့လွတ်နေတဲ့စိတ်ဟာမပျော်ရွှင်တဲ့စိတ်ရဲ့အရင်ခံပါပဲအသက်ရှူတာကိုအာယုံစိုက်တာဒါမှမဟုတ်လှုပ်လက်ဆက်အလုပ်ကိုပဲအာယုံစိုက်လုပ်ခြင်းကစိတ်ကိုတည်ငြိမ်ပြီးပျော်ရွှင်ခြင်းကိုဖြစ်ပေါ်စေပါတယ်လူမှုဆက်ဆံရေးရဲ့စွမ်းအား quality connection လူပေါင်း9လကျော်ကို85နှစ်ကြာလေ့လာခဲ့တဲ့ Harvard Happiness Project အရာလူရဲ့စိတ်ကိုအပျော်ဆုံးဖြစ်စေတာဟာငွေကြေးမဟုတ်ပဲနှဆိုင်တဲ့လူမှုဆက်ဆံရေးပဲဖြစ်ပါတယ်ခင်ဗျာဖုန်းကြည့်နေတာကိုခဏရပ်ပြီးတစ်ခက်လူကိုမျက်လုံးချင်းစုံကြည့်စကားပြောတာကခင်ဗျာဘဝကိုပို့ပြီးအဓိပ္ပာယ်ရှိစေပါတယ်ပေးခန်းချင်းရဲ့ပျော်ရွှင်မှု pro social spending တခြားသူကိုကူညီတာဟာကိုယ့်အတွက်ပစ္စည်းဝယ်တာထက်ပိုပြီးကြာရှည်တဲ့ပျော်ရွှင်မှုကိုပေးပါလိမ့်မယ်ဒါဟာငွေကြေးအမြောက်အများမဟုတ်ရင်တောင်ခင်ဗျာတငယ်ချင်းတယောက်ကိုမုံငွေကြွေးတာဖြစ်ဒါမှမဟုတ်လိုအပ်နေသူတွေကိုအချိန်ပေးကူညီတာမျိုးကခင်ဗျားကိုပိုပြီးပျော်ရွှင်မှုရဲ့စိတ်ခံစားချက်ကို rich ဖြစ်စေပါတယ်ဒီနေရာမှာအဓိကသတိထားရမှာကငွေကြေးဟာအတိုင်းအတာတစ်ခုထိတော့အရေးကြီးပါတယ်လူမှုဘဝရဲ့အခြေခံလိုအပ်ချက်တွေကိုပြည့်စုံဖို့ကလည်းငွေကအဓိကအခန်းမှာပါဝင်နေပါတယ်ဒါပေမဲ့အခြေခံပြည့်စုံသွားတဲ့နောက်မှာတော့ခင်ဗျားကိုတကယ်ပျော်ရွှင်စေမှာကဘဝရဲ့အဓိပ္ပာယ်နဲ့ချစ်ရတဲ့သူတွေပဲဖြစ်ပါတယ်အိမ်မွေးတိရိစ္ဆာန်လေးတွေကိုပွက်တာပေးတာကတော့ခင်ဗျားရဲ့စိတ်ဖိစီးမှုကိုရှော့ချပေးနိုင်နေတာပါဟုတ်ကဲ့အချို့အပြင်ပြောရရင်ပျော်ရွှင်မှုဆိုတာဟာတနည်းအားဖြင့်မှာသွားရှာရမယ်ယတနာတစ်ခုမဟုတ်ပါဘူးကျွန်တော်တို့ရဲ့နေ့စဉ်လှုပ်ဆောင်ချက် actions လက်ရှိအခြေအနေ circumstances နဲ့အရေးကြီးဆုံးဖြစ်တဲ့စိတ်နေစိတ်ထား mindset တွေပေါ်မှာမူတည်နေပါတယ်ဒီနေ့ကစပြီးခင်ဗျားဘယ်အချက်ကိုအလင်းဆုံးစတင်လိုက်မလဲဆိုတာကို comment မှာပြောခဲ့လို့ရပါတယ်ဒီဗီဒီယိုကတော့ဒီလောက်ပါပဲခ
ခင်ဗျားအတွက်တစုံတစ်ခုအကျိုးရှိစေမယ်ဆိုရင်ကျွန်တော်ရဲ့ channel ကိုလည်း like and subscribe လုပ်ထားဖို့မမေ့နဲ့ဦးဗျာအားလုံးပဲပျော်ရွှင်စရာနေ့လေးဖြစ်ပါစေဗျာ